မပေးသားဘူးပေါ့ ယူတရား ဟေးမပေးသားဘူးလားဟဲ့ဒီနေ့တို့ရနေဟေးငါ့ဘာသူမှတ်လဲဟဲ့ မဟုတ်မှလေရောအမေမနဲ့လေး ငငုံရင်ကျွေးမို့ ဒီလောက်ကျန်နာဝင်လာရဲ့ဘာပြင်းပြရှင် ဟောဘူးအမေဟဲ့ ကိုကြီးကျော် အမေလို့ ဘာညိုကြီး အမေပါဆိုမှမြင်းမြူရှင်မို့ဟဲ့ အမေမြင်းမြူရှင် ကျွဲနေတာဟေးအမေဝတ်တပုတ် အမေမတော်ဘော ရေရင်မသားတဲ့ခြေလုံးထောက်နေရ တီဦးလေးဟောဒါအမေရေမော အမလေးအော်ဗာမြန်မှတ်နေလေဟဲ့ အမေ မလေးဟဲ့နောက်ဝင်နေဆိုတာတွေ့တယ်မှတ်လို့လား မလွယ်ဘူးလားမေ ဘလောက်ခေါင်းညောင်းနေမှတ်လဲဟေးငါသားသမီးတွေကြီးပါဖို့အမေကြွလာတာဟဲ့ ဟုတ်ကဲ့ပါအမေ အမေရေရင်ဟဲ့နော် ခဏအဖေ ငွေတို့ရဲ့သခင်ရေတို့ရဲ့ရှင်အမေရေရင်ဟဲ့ကြားရလားဟဲ့ ကြားပါတယ်အမေကြား ကို ပါတ ပြ ယ် ရှိလဲကြီးပါဆက်ပြရှိလဲကြီးပါမိုးတော်ဓာများရုပ်ပါစိုက်တော်ဓာများနှုတ်ပါဒီလိုလားဟဲ့ မမမေ အေးဟဲ့တာကြီးလာတယ် ဟုတ်ကဲ့ပါမေ ဒီအဖွဲ့နော်နင်တို့ဟာသားဝင်ကအဖွဲ့ကြီး ဟုတ်ကဲ့ ဟဲ့အလုပ်တွေအများကြီးလုပ်ရဘသူအလုပ်တွေလဲထင်လဲဟဲ့ မေဘသူလောက်တာလဲ ဘသူအလုပ်တွေထင်လဲ ဘသူလောက်တာလဲမေ တွက်လက်နဲ့ခင်လိုက်နဲ့လုပ်တွက်လက်နဲ့ခင်လိုက်နဲ့အဲ့လိုအလုပ်တွေလုပ်ရှင်လာအောင်လို့အဖွဲ့သားတွေအောင်မြောင်းလို့ငါတိုက်တွန်းနေဆိုယုံမလားဟဲ့ ရုံပါတယ်မေရုံပါတယ်မေ သမီးလာတယ် သမီးလာလိုက်ပါလာလိုက် မင်းကိုယုံရင်လာတိုင်း လာလိုက် အေးယုံရင်မင်းနဲ့သမီးနဲ့ယူအောင်သမီး ဟဲ့ လေး ဟုတ်နတ်လေးအဲ့စိတ်ဖြောက်ထားရမယ်လေ ဟုတ်ပြီသိပြသိရမယ် အမေချင်းမစား မင်းတို့ကြိုက်တဲ့သားကြီးအမလေးဟဲ့ မေ သားကြီး အဖေ ငါ့ကိုယူသေးရလားဟဲ့ ရိုးသေးပါတယ်မေ လေးစားရလားဟဲ့ လေးစားပါတယ်မေ မယုံမသိမလေးစားမလုပ်နဲ့နော် လုပ်ပါဦးမေ ဟမ်နင်တို့တွေဗာမြန်အောင်မနေလဲငါ့ကို ဟုတ်ကဲ့ပါမေ မနက်ကစိတ်ကမ်းမှာကတ်ထားတဲ့လေထွက်လို့မရအောင်ဘာသူလုပ်တယ်တင်လဲဟဲ့ ဘသူလောက်တာလဲမေ ဘာသူလုပ်တယ်တင်လဲ ဘသူလောက်လဲမေ ကျိုးချီထားလို့ဟဲ့ ဒီလေးဖြုတ်ပေးလိုက်ကြပါသူထွက်ရှင်နေတော့ ကျိုးချီထားတာကိုမဖြုတ်မိအောင်ငါလုပ်ထားတာ ဟုတ်ကဲ့ပါမေ ဟမ်နင်တို့ဇက်ကာကြီးဟိုတင်းတော့စောင်းသွားတာလေ ဟုတ်ကဲ့ ဟမ်လမ်းသွားရင်ဇက်ကာကြီးစောင်းသွားတာမှတ်မိလားဟဲ့ မမိပါတယ်အမေ ဘာသူလုပ်တယ်တင်လဲဟဲ့ ဘသူလောက်တာလဲမေ ညောင်းကနှိမ့်လို့ဟဲ့ ဒီတက်တက်ပြောပါမယ်ဟဲ့ယုံကြည်ပါတယ်အ အ မေ မေကိုမယုံမကြည်မလေးမစားမတော့မယုံမသိမလေးစားလဲမို့ရှိခိုးပူတော့ဘူးမြော်မန်ရှော့ကြော့ပါကြီးရှင်ဗျာ အာမသားတွေပါ အာဒုတာဒုတာဒုမယုံမသိမလေးမစားမလုပ်နဲ့ဟဲ့ မလုပ်ပါဘူး ဟ မေ မ် ဟုတ်ကဲ့ပါမေ ငါနှုတ်ဘက်မကျင်တတ်လို့လာတာဟဲ့ ငါမချင်တဲ့လူလဲမေ ငါမကြိုက်တဲ့အသားတွေနင်တို့စားကြတယ်ဟဲ့ငါမကြိုက်တဲ့အသားတွေနင်တို့စားကြတယ်ဟဲ့ အမေမကြိုက်တဲ့သားဘာသားလဲမေ အေးမင်းမကြိုက်တဲ့အသားကဝတ်သားဟဲ့ဝတ်သား အမေဟိုတားတို့ဘက်မှာလေမဲသားလည်းမစားဘူးဝက်သားလည်းမစားဘူးဝယ်လည်းမစားဘူးမေ အာ